စနိုးလေးကမောက်တိမ်မုန်းနေနေတူပါတယ်ကိုမောင်ရဲ့ အဲ့လိုရှောက်မတွေးပါနဲ့မာရေခလေးဆိုတော့ဒီလိုပဲပေါ့ကိုမောင်တို့လူကြီးတွေကနားလည်ပေးရမှာပေါ့မဟုတ်ဘူးလား မာနားလဲပါတယ်ဒါပေမဲ့စနိုးလေးကမောက်ပို့ပြီးတော့မုန်းနေသလားလို့မှန်တော့စကားပါကိုမောင်ရဲ့မာလေးသမီးလေးကိုနေနေနဲ့ထပ်တူတန်ရောစင်ထားပါတယ်သမီးလေးရဲ့ခံစားချက်ကိုမာနားလဲလေနေနေလေဒီလိုပဲခံစားခဲ့ရတာပဲဒါပေမဲ့မသားလေးကကိုမောင်မမုန်းပါဘူးသူကသူချစ်ခင်ခံနေတတ်တာပဲဒါပေမဲ့စနိုးလေးကတော့အဲ့လိုမဟုတ်ဘူးချားလူတွေကြတော့ကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတော့မဟုတ်ကြစကားကောင်းကောင်းတော့မပြောမဟုတ်ကြည်အကြည့်ရတယ်တိတ်ကြောက်ဖို့ကောင်းတာပဲမာလေးတမီးလေးစီကအဲ့လိုဆက်ဆံခံရတာတိတ်ဝမ်းနေတယ်ငါဒီမှာဘာလဲဆိုပြီးတော့ကိုနားမလည်နိုင်အောင်ဖြစ်ရတယ် သမီးလေးကစိတ်သိပ်နှုတာမာရေသူ့မွေးကလေးကတအိမ်လုံးကဖူးဖူးမှုတ်ထားခဲ့ကြတာကိုမောင်တို့မိသားစုအတွက်သမီးလေးကရွှေမင်းသမီးလေးပါပဲသူစိတ်ဆင်းရဲအောင်သူစိတ်ထိခိုက်အောင်တခါမှလုပ်ခဲ့ဘူးကြတာမဟုတ်ဘူးအခုသူတိတ်ချစ်တဲ့သူ့အဖေကသူစိတ်ဆင်းရဲတဲ့အလုပ်ကိုလုပ်ခဲ့မိတာဟောအဲ့အတွက်သူအရန်ကိုစိတ်ထိခိုက်ခံစားနေရတာပေါ့မာရဲ့အဲ့တော့ဖြစ်လာတဲ့အကျိုးဆက်တွေကိုမာတိခံနားလဲပြီးခွင့်လွတ်ပေးပါလို့ကိုမောင်တောင်းဆိုချင်တယ်ကွာနော် မာနားလဲပါတယ်ကိုမောင်နဲ့ပတ်သက်ပြီးတော့မအားလို့လက်ခံနားလဲပြီးနိုင်တယ်ဒါပေမဲ့မကိုမောင်ကိုပဲနားမလဲတာ ကိုမောင်ဘာလုပ်လို့လဲ ဘာမှမလုပ်လို့ခက်နေရပေါ့ကိုမောင်ရဲ့